အားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကဘာလဲဆိုလို့ရှိရင်တော့ကိုရီးယားအကြောင်းသိကောင်းစရာဆိုတဲ့ခေါင်းစဉ်အောင်မှာနောက်ထပ်ခေါင်းစဉ်သေးလေးကဘာလဲဆိုတော့အမိုက်ပစ်နေအဲ့တော့ကိုရီးယားမှာဆိုလို့ရှိရင်အမိုက်တွေဘယ်လိုပစ်လဲဆိုတာကိုတော့ရုပ်ရှင်တွေထဲမှာဒရာမာတွေထဲမှာတော့အများကြီးကြည့်ပူမှာပေါ့လေဒါပေမဲ့ခါခါနာနာတော့သိအောင်မယ်လို့မထင်ပါဘူးအဲ့ဒါကြောင့်မို့လို့တစ်ချက်လောက်မိတ်ဆက်ပေးချင်ပါတယ်ရှင်ဟုတ်ပါပြီကိုရီးယားမှာအမိုက်ပစ်နည်းကိုသိဖို့ဆိုလို့ရှိရင်ပထမအဆုံးရိုးရိုးအမိုက်တွေကိုဘယ်လိုပစ်တယ်လဲရိုးရိုးအမိုက်ပစ်ကတယ်နောက်တစ်ခုစားချင်းစားကြံအမိုက်ကိုတတ်တတ်ပစ်ကတယ်နောက်ပြီးတော့ပလတ်စတစ်တွေနောက်ပြီးတော့ပလတ်စတစ်ကိုမှပလတ်စတစ်ဘူးတွေရှိမှလေဥပမာခေါင်းလျှော်ရည်ဘူးတို့ဘာတို့ပေါ့လေအဲ့လိုမျိုးဘူးတွေနောက်ပြီးတော့ရေတန့်ဘူးတွေရှိမှာပေါ့အဲ့လိုမျိုးတွေခွဲပြီးတော့ပစ်ကတယ်နောက်ပြီးတော့ဂတ်ထူအပါဝင်ပေါ့လေစက်ကူနဲ့ပတ်သက်တဲ့ပစ္စည်းတွေနောက်ပြီးတော့တန်ဘူးတို့ငါးတက်တာဘူးခွန်တွေပါတယ်ပေါ့အဲ့လိုဘူးတွေကိုတော့တတ်ခွဲပစ်ကတယ်နောက်ပြီးတော့ဖန်ပလင်းတွေဖန်နေပလင်းတွေအဲ့လိုဟာတွေကိုလည်းတတ်ပစ်ကပါတယ်နောက်တစ်ခုဓာတ်ခဲတွေရောနောက်ပြီးတော့ပရိဘောဂနဲ့အခြားပစ္စည်းတွေဆိုပြီးတော့အဲ့လိုမျိုးပေါ့လေအမျိုးအစားခွဲပြီးတော့ပစ်ကပါတယ်ရှင်အဲ့တော့တစ်ခုချင်းစီဘယ်လိုပစ်လဲဆိုတာကြည့်ကြည့်ပါမယ်နော်အဲ့တော့ရိုးရိုးအမိုက်ဆိုလို့ရှိရင်ဘယ်လိုပစ်လဲဆိုတဲ့ခါကျရိုးရိုးအမိုက်ဆိုကြတဲ့ကကျမတို့က recycle ပြန်လုပ်လို့မရတဲ့အမိုက်တွေကိုပစ်ကတာပေါ့လေဥပမာပြောမယ်ဆိုရှင် tissue တို့အဲ့လိုမျိုးပေါ့ပြန်သုံးမရတဲ့ပစ္စည်းတွေကိုဒီရိုးရိုးအမိုက်ဆိုတဲ့ခေါင်းစဉ်အောင်မှာပစ်ကတယ်အဲ့တော့ရိုးရိုးအမိုက်ကိုဘယ်လိုပစ်ကတယ်ဒီအိတ်ပေါ့ပြောမယ်ဆိုရင်အမိုက်အိတ်ပေါ့ဒီအမိုက်အိတ်ကိုကျမတို့ကရက်ကွက်ထဲကဒီ mat ပေါ့လေ mat တွေဈေးဆိုင်တွေမှာဝယ်လို့ရပါတယ်ရှင်အဲ့တော့ mat ဒါမှမဟုတ်လို့ရှင်24နာရီဆိုင်မှာလည်းဝယ်လို့ရတယ် convenience store မှာလည်းဝယ်လို့ရပါတယ်သူကကြတော့အဲ့လိုမျိုးပေါ့ဘယ်နှလီတာဆိုတော့5လီတာကနေပြီးတော့30လီတာအဲ့လောက်အကြီးအထိရှိရပေါ့အဲ့ဒီထဲမှာကိုသုံးနေကြလီတာကိုဝယ်ပြီးတော့သုံးတာပေါ့လေအခုကျမပြထားတာကကြတော့10လီတာလေးဖြစ်ပါတယ်အဲ့တော့ဒီဟာပေါ့လေကိုအိမ်ပေါ်မှာမူတည်ပြီးတော့ကိုအိမ်ကအမိုက်ဘယ်လောက်ထွက်တယ်လဲဆိုတော့ပုံမှာမူတည်ပြီးတော့ပေါ့လေဒါကိုဘာသာကို site ကိုချိန်ပြီးတော့ဝယ်လို့ရပါတယ်နော်အဲ့လိုမျိုးဝယ်လို့ရတယ်နောက်ပြီးတော့ရက်ကွက်ပေါ့လေတယောက်ကနဲ့မတူပါဘူးကျမတို့ရက်ကွက်ကဘာလဲဆိုလို့ရှိရင်ဒီဒုံတဲမွန်ခူလို့ခေါ်တဲ့ဒုံတဲမွန်ရက်ကွက်ဖြစ်ပါတယ်အဲ့တော့ဒီရက်ကွက်လို့တစိမ့်ပါတယ်ဒီအိတ်နဲ့ပြစ်မှသာလင်အကျုံးဝင်တယ်မဟုတ်ဘဲနဲ့တခြားရက်ကွက်ကဒီအမိုက်အိတ်နဲ့ပြစ်မိလို့ရှိရင်ပေါ့လေတဲသွားတာမတဲသွားပေးပါဘူးအဲ့ခါကျပြဿနာတက်ပါတယ်အဲ့တော့ကြောင့်မို့လို့သတိထားရတယ်ပေါ့လေโอเคအဓိကတော့ဒီရိုးရိုးအမိုက်တွေထဲမှာဘာတွေပါမလဲ tissue တို့ကြက်သွန်ခွန်တို့ကြက်ဥခွန်တို့နောက်ပြီးတော့အယိုးတွေကြက်ရိုးတွေပါတယ်ကြက်ပုံမှန်အဖြစ်အစားအသောက်နဲ့ပတ်သက်ကိုရီးယားအစားအသောက်အမိုက်လို့ထင်ကြတာလေမဟုတ်ပါဘူးကြက်ရိုးတို့ဝက်ရိုးတို့အဲ့လိုအယိုးတွေပေါ့ငါးရိုးတွေပါတယ်အကုန်လုံးကဘယ်ထဲမှာပါလဲဆိုလို့ရှိရင်နော်ရိုးရိုးအမိုက်ထဲမှာပါပါတယ်အဲ့တော့ကြောင့်မို့လို့ကျွန်မပြထားတယ်ဒီလိုမျိုးအမိုက်အိတ်ကိုဝယ်ပြီးတော့အဲ့ထဲမှာထည့်ပြီးတော့ပြစ်ကတာဖြစ်ပါတယ်ရှင်အဲ့ဆိုရင်ဒါရိုးရိုးအမိုက်နဲ့ပတ်သက်ပြီးတော့သိပြီးသားပြီနော်အဲ့တော့ तू ကလည်းတတ်မှတ်တဲ့ရက်မှာပဲပြစ်ကတာနော်โอเคနောက်တစ်ခုစားကြံအမိုက်ကိုကြတော့ကျမတို့ကတတ်အိတ်ဝယ်ယူပြီးတော့ပြစ်ကပါတယ်အဲ့တော့ရိုးရိုးအမိုက်ပြစ်တယ်လို့မျိုးပဲအဲ့တော့ဒီစားကြံအမိုက်အိတ်လေးဝယ်ရတယ်သူလည်းထုံတူစားပဲအစောကဝယ်လို့ရတယ် convenience store တွေမှာဝယ်လို့ရတယ် mart တွေမှာဝယ်လို့ရတယ်ပေါ့လေအဲ့တော့ရက်ကွက်ကိုတေချာလေးကြည့်ရမယ်တော့ရက်ကွက်ကကြတော့ကျမတို့ကဒီဒုံတဲမွန်ရက်ကွက်ဖြစ်နေတဲ့ကြောင့်မလို့ဒီရက်ကွက်တစ်စိပ်ပါတယ်အဲ့ကိုဝယ်ရမှာဖြစ်ပါတယ်ရှင်အဲ့တော့ရိုးရိုးအမိုက်နဲ့ဒီအစားအမိုက်ပေါ့လေသူတို့တွေကကြတော့ရက်သတ်မှတ်ပြီးတော့ပြစ်ကြတယ်အဲ့တော့ရက်သတ်မှတ်ပြီးပြစ်ကြတယ်အဲ့တော့ပုံမှန်အဖြစ်တစ်ပတ်ကို3ရက်သတ်မှတ်တယ်ပေါ့လေရက်ကွက်အလိုက်ပေါ့လေအဲ့တော့ပြောရဆိုရင်တနင်္လာဗုဒ္ဓဟူးတနင်္ဂနွေလည်းဖြစ်မှာဒါမှမဟုတ်လို့ရှိရင်ပေါ့အင်္ဂါကြာတာပေါ့လေတနင်္ဂနွေလည်းဖြစ်မှာပေါ့လေအဲ့လိုမျိုးသတ်မှတ်ပေးထားတယ်ရှင်အဲ့သတ်မှတ်တဲ့ရက်မှာသတ်မှတ်တဲ့အချိန်မှာကိုကအမိုက်တွေကိုတေချာထုတ်ပိုးပြီးတော့အိမ်ရှိမှာထုတ်ပေးထားတာဖြစ်ပါတယ်အပတ်မှန်ဆိုလို့ရှိရင်လည်းအပတ်မှန်အမိုက်ဖြစ်တဲ့နေရာရှိတယ်အဲ့အမိုက်ဖြစ်တဲ့နေရာမှာသွားပြီးတော့ထားပေးရတာဖြစ်ပါတယ်ရှင်အဲ့ဒါကိုတေချာအဲ့လိုမျိုးထားပေးသားမှသာလည်းတို့ကလာသိမ်းသွားတာပေါ့လေဟုတ်ပါပြီအဲ့ဆိုရင်အဲ့တော့ရောဒီအစားအသောက်အမိုက်ဆိုတာပုံမှန်အဖြစ်နော်အနံ့ထွက်တယ်လေအနံ့ထွက်တဲ့ကြောင့်မို့လို့အိမ်တိုင်းမှာမြို့နယ်ကချပေးထားတယ်အဲ့ဒီအမိုက်ပုံးတွေရှိပါတယ်ဒီအမိုက်ပုံးကအစားကြအမိုက်ပဲထည့်ရတဲ့အမိုက်ပုံးပဲဖြစ်ပါတယ်အဲ့တော့ဒီအမိုက်ပုံးထဲမှာတော့ပြီးတော့ထည့်ပေးထားတယ်သူကအဖုံးလေးရှိရတဲ့ကြောင့်မို့လို့သူ့ရဲ့အနံ့တွေကအပြင်ကိုထွက်တဲ့သဘောပေါ့လေအဲ့လိုမျိုးအဲ့လိုဆိုပေမဲ့လည်းဒီအမိုက်ထည့်ထားတဲ့အချိန်ကအလောက်အကြာကြီးမဟုတ်ဘူးပေါ့လေအဲဒါကြောင့်မလို့ချက်ချင်းလာသိမ်းတဲ့သဘောရှိရတဲ့အောင်ချက်ချင်းဆိုတာတပြိုင်နဲ့လာသိမ်းတာပေါ့လေဥပမာတရက်ကို9နာရီအထိဆိုရင်အဲ9နာရီနောက်ပိုင်းမှာအမိုက်သိမ်းကားတွေလာပါလေရှင်အဲအချိန်ကသူတို့တွေသိမ်းသွားပါတယ်
အဲ့ဆိုရင် cut to စတယ်ပေါ့လေသတင်းစာတွေ magazine တွေစာအုပ်တွေစက်ကူတွေအဲ့ဒါတွေရောဘယ်လိုပြစ်ကတလဲအဲ့တော့သတင်းစာဆိုလို့ရှိရင်ဒီလိုမျိုးလေးကြိုးလေးနဲ့စီးပြီးတော့ပြစ်ကတယ်အဲ့တော့ဒီဟာတွေဆိုလို့ရှိရင်ဒါစက်ကူ cut to ဘုံလေးတွေပေါ့ဘုံသေးသေးလေးတွေပေါ့အဲ့လိုဟာလေးတွေလည်းဒါဒီထဲမှာစက်ကူ paper ထဲမှာကိုတွေကပြစ်ကတာဖြစ်ပါတယ်အဲ့လိုမျိုးခွဲပြီးတော့ပေါ့လေဟုတ်ပါတယ်အဲ့ဆိုရင်ဒါဆိုလို့ရှိရင်ဒီဟာကဘာလဲဆိုတော့ကိုရီးယားမှာတွေ့နေတာဗမာပြည်မှာလည်းရှိပါတယ်ဘာလဲဆိုတော့နွားနုတ်ဘူးလေးတွေနော်နွားနုတ်ဘူးလေးတွေနောက်ပြီးတော့ envelope နော်စာအိတ်တွေကအစပေါ့လေဒါကြတော့ tissue အထက်ကtissue အထက်ကဘာလဲ tissue အထက်ထဲမှာဘာလဲစက်ကူလေအဲ့တော့ cut to အဲ့ဒါတွေကိုလည်းဘယ်နဲ့ပြစ်ကဘယ်လိုခွဲပြစ်ကြလဲဆိုတဲ့ခါကျတော့ paper ဆိုပြီးတော့ပြစ်ကတာဖြစ်ပါတယ်Okay နောက်တစ်ခါကျတော့ plastic နဲ့ plastic ဘူးတွေဟိုဒီတိုင်းရိုးရိုး plastic အိတ်တွေပေါ့လေအဲ့တော့ jute အိတ်တွေအဲ့တော့ jute အိတ်တွေဘာတွေကိုလဲဘယ်လိုပြစ်ကတယ်လဲဆိုတဲ့ခါကျတော့အဲ့လိုမျိုးပဲသူ့အတွက်တတ်ခွဲပြီးတော့ထုတ်ပိုးပြီးတော့ပြစ်ကတယ်အဲ့တော့ကိုနေတဲ့အိမ်မှာပေါ့လေကိုကအဲ့လိုခွဲပြီးတော့တတ်ခွဲပြီးတော့ထုတ်ပေးထားမှဒါလည်းတိမ့်တဲ့လူကလာသိမ်းတော့မှာပေါ့အဲ့လိုမခွဲဘူးဆိုလို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်ဒဏ်ကြေးဆိုပြီးတော့လာတတ်တယ်အဲ့ကြောင့်မလို့အစကတည်းကတိတိကျကျခွဲပြီးတော့ပြစ်ကမှာဖြစ်ပါတယ်နောက်ပြီးတော့တန်ဘူးအစရှိတဲ့ငါးတက်တာဘူးကုန်တွေကိုလည်းတီးတန်ဒီလိုမျိုးလေးခွဲပြီးတော့ထုတ်ပိုးပြီးတော့ထုတ်ပေးထားရပါတယ်အဲ့တော့မှတိမ့်တဲ့လူကလာသိမ်းတော့မှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဖန်တို့ပလင်းတို့ကိုရီးယားမှာဆိုရင်ဆိုဂျူဆိုတာကဒီလိုမျိုးဖန်ပလင်းတွေနဲ့ရောင်းတာများတယ်လေအဲ့တော့ဆိုဂျူတွေဘာတွေတက်ပြီးဆိုလို့ရှိရင်ဖန်ပလင်းတွေကိုဒီလိုမျိုးကိုမတာကိုဒီတိုင်းအိမ်ရှိမှာထုတ်ထားပြီးတော့ပြစ်လဲရတယ်သို့မဟုတ်မတ်တွေဘာတွေမှာဆိုလို့ရှိရင်လေအဲ့တော့ဒီဆိုဂျူပလင်းတွေကိုပြန်ပြီးတော့ရောင်းလို့ရတဲ့နေရာရှိတယ်။အော်တိုပေါ့လေဝဲတာလူကဝဲတာမဟုတ်ဘူးเนาะဆက်ထဲကိုထည့်လိုက်လို့ရှိရင်ပလင်းတစ်ပလင်းကိုဘယ်လောက်လဲ90လားမသိပါဘူးပြန်ရတယ်။အဲ့တော့ပလင်းများလို့ရှိရင်တော့ပတ်စံအများကြီးပြန်ရမယ်သဘောပေါ့လေအဲ့လိုမျိုးပေါ့။ဒီမှာကျဆိုဂျူတွေဘာတွေမတောက်တဲ့ကြောင်းမလို့ဒါကတော့လှုပ်เสียအကြောင်းတော့မရှိဘူး။ဒါပေမဲ့တွေ့တော့တွေ့ဘူးတဲ့မတ်တွေဘာတွေသွားလို့ရှိရင်ပေါ့လေအိုက်ဆက်လေးအိုက်ဆက်ထဲကိုဒီဆိုဂျူပလင်းလေးထည့်လိုက်တာနဲ့သူကပတ်စံ90ဆိုရင်ခဏလေးပြပြီးတယ်နှစ်ပလင်းဆိုရင်တက်ရအဲ့လိုပုံစံလေးပြပေးတာဖြစ်ပါတယ်။အခွင့်အရေးကြုံခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါလေးပါရိုက်ပြီးတော့တင်ပေးပါမယ်ရှင်။နောက်ပြီးတော့ဓခဲတို့ဘာလို့ဆိုတာကြတာအန်ရများတဲ့ပစ္စည်းလေအဲ့လိုမျိုးပေါ့ရိုးရိုးအမိုက်တွေနဲ့ရောပြစ်လို့မရဘူးအဲ့ဒါကြောင့်မို့လို့တီးတန်ဓခဲဓခဲပြစ်တဲ့ဘုံဆိုပြီးတော့ထားပေးတယ်ပေါ့လေအခုဒီမှာကြည့်မြင်ရတဲ့ဘုံလေးပေါ့လေအဲ့တော့ဒီဘုံနဲ့ကိုကျမတို့ကဒီထဲကနေထည့်ရတယ်အောက်ပေါက်ဒီအပေါက်ထဲကဒီအပေါက်ကနေထည့်တယ်ဒီမှာဓခဲပုံလေးပြထားတယ်အပေါက်ကအပေါ်မှာပေါ့အဲ့အပေါက်ထဲကနေထည့်တယ်တင်းတဲ့ခါကျမှဒီအောက်ကအပေါက်ကိုဖွင့်ပြီးတော့တင်းတာဖြစ်ပါတယ်အဲ့တော့ဓခဲပေါ့အဲ့တော့ကျမတို့ရောက်တဲ့ထဲမှာကျတော့အိမ်တိုင်းရှေ့မှာတော့မထားပေးဘူးဘာမှထားပေးတဲ့ဆိုတော့ခါကျတော့တော်တော်များများမြင်တာတဲ့နေရာလောက်မှာပေါ့လေတစ်ခုဆိုအဲ့လိုမျိုးထားပေးတာဖြစ်ပါတယ်နောက်ပြီးတော့ပရိဘောကအဆရှိတယ်ပေါ့လေနည်းနည်းကြီးကြီးမားမားပစ္စည်းတွေကိုတွေကပြစ်တော့မယ်ဆိုလို့ရှိရင်ဒီတိုင်းဖြစ်ကြတဲ့ဆန်းထုတ်ပြီးတော့ပြစ်လို့မရဘူးပေါ့လေဘယ်လိုပြစ်ကလဲဆိုလို့ရှိရင်ရောက်ွက်ရုံကိုသွားရပါတယ်ရောက်ွက်ရုံကိုသွားပြီးတော့ကျမကတော့ဒီနေ့ကျမဟိုပေါ့ပြောမယ်ဆိုလို့ရှိရင်ဆိုဖာပေါ့ဆိုဖာပြစ်ချင်တယ်ဆိုဖာပြစ်ချင်လို့ပါဆိုလို့ရှိရင်တို့ကဆိုဖာနဲ့သက်ဆိုင်တဲ့ sticker လေးပေးလိုက်တယ်2000လား3000လားမသိဘူးပေးရပါတယ်အဲ့ sticker လေးယူလာပြီးလို့ရှိရင်ကိုပြစ်မဲ့ဒီဆိုဖာဆိုလဲဆိုဖာပရိဘောကဆိုတော့ပရိဘောကကတ်ထားပြီးတော့အင်းရှင်းမှာချထားပြီးလို့ရှိရင်အချိန်တန်ရင်လာတည်သွားပါတယ်နောက်နေ့ဆိုမရှိတော့ပါဘူးဟုတ်ပါတယ်โอเคအဲ့လိုမျိုးလည်းရှိရပေါ့လေအဲ့ဒါကြောင့်မို့လို့ဒီမှာဆိုလို့ရှိရင်လည်း sticker ကတ်ထားတာလေးတွေ့မှာပါဒီပုံမှာကြည့်လိုက်မယ်ဆိုတော့ sticker လေးတွေ့လိမ့်မယ်เนาะအဲ့ sticker လေးတွေကဒါကအမှတ်ပြထဲဆိုတဲ့သဘောပေါ့လေကတ်ထားမှသာလဲရုံကနေပြီးတော့လှမ်းပြီးအကြောင်းကြတယ်တိမ့်နေဆိုအဲ့တိမ့်တဲ့လူတွေကလာပြီးတော့ sticker ကတ်ထားတဲ့ပစ္စည်းပဲသူတို့ကယူသွားတာเนาะမကတ်ထားရင်လုံးဝမတည့်သွားဘူးเนาะအဲ့ဒါလေးတော့အားလုံးသတိထားတာဖြစ်ပါတယ်ဟုတ်ပါပြီကျမရဲ့ဒီနေ့ကိုရီးယားမှာပေါ့လေအမိုက်ပြတဲ့အခါမှာဘယ်လိုပြစ်ကြတယ်လဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်နောက်ပြီးတော့ပြောချင်တာကကြတော့ကျမတစ်ချက်ကြံခဲ့တာဗာလဲဆိုလို့ရှိရင်အဝယ်စားတွေဗာလေဘယ်လိုပြစ်ကြတယ်လဲဆိုတာပေါ့လေကိုရီးယားမှာအဝယ်စားပြစ်လို့ရတဲ့အဝယ်စားဘုံဆိုတာတတ်တီးတန့်ရှိပါတယ်ရှင်ရက်ွက်တွေထဲမှာလမ်းထိတ်တွေတိုင်းအမှာပေါ့လေအဲ့တော့အဝယ်စားပြစ်ဖို့ဆိုပြီးတော့လေအဝယ်စားသိမ့်ပါတယ်ဆိုတော့ဒီဘုံတွေရှိပါတယ်အဲ့ဘုံထဲမှာကိုပြစ်ချင်တဲ့အဝယ်စားတွေတတ်ပြီးတော့ပြစ်ပေးရတာလေအဲ့ပါလေ anyway အဲ့လိုပုံစံမျိုးနဲ့လက်ပတ်နေတယ်ဆိုတဲ့အကြောင်းကိုပဲပြောပြချင်တာဖြစ်ပါတယ် okay တီရှင်းနားထောင်ပေးတော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုဖိုင်ကြမှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေနဲ့ပြန်လာခဲ့ပါမယ် bye bye